ကဲဒီအနေထားလေးကတော့စီလေးလည်းပြန်သွားပြီအနံ့လေးကလည်းမွေးလေးမစလာအနံ့မွေးလေးနဲ့ပြီးတော့အရောင်လေးကလည်းလှလှလေးပေါ့နော်တကယ်ကိုမှပဲအရသာရှိရဲ့ချက်ကလေးချက်လေးရပါပြီပေါ့နော်ဒီဟင်းရပေါ့နော်ပြန်နဲ့ချက်ပုံချက်နေတော့မတူဘူးပေါ့နော်ဒါကတော့ညီမတို့ငငယ်လေးကလေးကဒီလိုမျိုးချက်စားလာတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးကိုထပ်ပြပေးရတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါရှင်ဖူပိုင်ရှင်မကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမချက်မှာတော့ချက်ကလေးချက်ဖြစ်ပါတယ်ချက်ကလေးချက်ဖို့အတွက်ညီမကတော့ချက်အမာသားကိုအသုံးပြုထားတယ်ပေါ့နော်အမာသားဆိုရင်သူကအရေခွန်လေးတွေကထုံနဲ့အရန်အောင်မှစားလို့ကောင်းပါတယ်ချက်အမာသားကိုအသုံးပြုထားတဲ့အခုညီမချက်သားကိုအရသာလေးဝင်အောင်အရသာလေးထည့်ပြီးတော့နေပေးပါမယ်ပထမဆုံးညီမကချက်သားမုံလေးထည့်ပါမယ်ချက်သားမုံလေးတစ်စုံထည့်ပါမယ်စားလေးထည့်ပါမယ်ပြီးတော့ညီမကစနွေးမုတ်လေးထည့်ပါမယ်ပြီးတော့ညီမကတော့ပင်းကြိုင်ထည့်ပါမယ်ညီမ ABC ပင်းကြိုင်လေးထည့်မယ်ပေါ့နော်သူကချိုတက်လေးလည်းပါသလိုပြီးတော့အယောင်လေးလည်းလှတယ်ပေါ့နော်ဆိုတော့ညီမပင်းကြိုင်လေးထည့်ပါမယ်ပြီးတော့ညီမအသားမဆလာလေးထည့်ပါမယ်မဆလာလေးနဲ့ဆွန်လောက်ထည့်ပါမယ်ပြီးတော့ညီမအားလုံးကိုနှက်ဆန့်သွားအောင်တေချာလေးမွေးပေးပါမယ်ကဲခုညီမအရသာတွေအားလုံးနေရတဲ့စချက်ပါတော့မယ်။မဆီလေးထည့်ပါမယ်။စီပူလာပြီးဆိုရင်ညီမဒီစက်သွန်နီဖြူချင်းကြိတ်ထားတာလေးကိုစီတက်ပေးပါမယ်။အယောင်တက်မောက်လေးထည့်ပါမယ်အားလုံးကိုနှမ်းဆက်တော့အောင်ဒီချာလေးစီတက်ပေးပါမယ်စီတက်နဲ့လေးမွေးလာပြီးဒီလေးလေးကျက်သွားပြီဆိုတာနဲ့ညီမတို့ခုနနေရတဲ့တက်သားလေးကိုထည့်ပါမယ်ခုတော့ခဏလေးအယောင်တက်မောက်လေးကိုလည်းလေးငေးပြီးနှမ်းလေးပြအောင်မွေးလေးပြအောင်ဒီကြောပေးပါမယ်ကဲခုနလေးမွေးလာတဲ့ခုနကျက်သားလေးကိုထည့်ပါမယ်ချက်တော့စီတက်လေးနဲ့ဒီချက်သားလေးနဲ့ကိုတိတ်ချာလေးရောပြီးတော့နေပေးပါမယ်ခုကတော့ညီမဒီငရုတ်စီတက်လေးနဲ့ဒီချက်သားနဲ့ကိုနည်းနည်းလေးရေလေးနည်းနည်းလေးထည့်ပြီးတော့ခဏလေးအနက်လေးမွေးအောင်နည်းနည်းလေးလုံးချက်လိုက်အောင်ပဲပေါ့နော်ပြီးမှလိုတလောက်လေးရေပြန်ထည့်ပါမယ်အခုတော့ခဏလေးရေလေးနည်းနည်းလေးထည့်ပြီးတော့ဥပမာခဏလေးပွက်စီအောင်ထည့်ပေးပါမယ်ကဲခုခဏလေးဖုံးဖွင့်ကြည့်လိုက်မယ်ပေါ့နော်ကဲဘာပြောချက်သားလေးလည်းနည်းနည်းလေးဒီချက်တော်စီတန်းအနံ့လေးနဲ့မွေးလေးဖြစ်သွားပြီဆိုတော့ညီမဒီကအမာသားဖြစ်တော့ကြောင့်မလို့ညီမကတော့နူးအောင်ချက်မယ်နူးအောင်ချက်ဖို့တော့ညီမချက်သားကိုရေမြုပ်အောင်ထည့်မယ်ပေါ့နော်အခုညီမမွေးပါမယ်ဒီနည်းနည်းလေးခူလိုက်မယ်ချက်သားထွက်လာတဲ့ရေလေးနဲ့ပေါ့နော်ဆိုတော့ညီမဒီကချက်သားကိုရေမြုပ်တဲ့ဒီချက်ပြီးတော့ချက်ချရမယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့နည်းနည်းမာလို့ဒီနည်းနည်းကြာချက်အရင်ကုန်လေးရထောက်လေးနဲ့အရောင်းမှာစားလို့ကောင်းပါတယ်။ဒီနေ့ချက်သားလေးကိုရေထည့်လိုက်ပါမယ်။ဆိုတော့ဒီမဒီချက်သားကိုပေါ့နော်လုံးဝရေခမ်းပြီးစီပြန်တဲ့ဒီချက်မယ်ပေါ့နော်။အဲ့လိုရေခမ်းပြီးစီပြန်တော့မှပြင်းတော့တိန်နဲ့ဒီဒီအချက်မုံလေးကိုလိုတလောက်ထည့်ပေးပါမယ်။ဒါဆိုညီမတဲလိုက်ပါတော့မယ်ဆက်ပြီးတော့ခုပါနော်ညီမအချင်းလေးကြည့်လိုက်မယ်ဆိုအခုစီတန်ရေတန်အနေထားလေးပေါ့နော်အဲ့ဒီအနေထားလေးမှာညီမကငရုတ်ဒီမုတ်လေးကိုထည့်လိုက်ပါမယ်ဟိုညီမတော့ငရုတ်ဒီအကြက်မုတ်ကိုသုံးတယ်ပေါ့နော်တချို့တွေကလည်းအကြက်ဖက်လေးကိုသုံးတာရှိတယ်ညီမအကြက်မုတ်ကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းချက်ကမိမှညီမထည့်ပေးရပါပေါ့နော်ဆိုညီမငရုတ်ဒီအကြက်မုတ်လေးအဆက်စားရင်စားတဲ့လောက်ထည့်လို့ရပါတယ်ညီမတို့ကလည်းနည်းနည်းစားပိုစားတော့လည်းနှစ်စွန်းခွဲလောက်တော့ထည့်လိုက်ပါမယ်ပြီးရင်ညီမကတစ်ဆက်တည်းမှာပြင်းတော့သိမ်းရက်ကလေးနည်းနည်းလေးအုပ်လိုက်ပါမယ်ပြီးရင်ညီမအားလုံးကိုနှက်ဆက်သွားအောင်နေပေးပါမယ်အနံ့လေးကတော့အရမ်းမွေးတယ်ပေါ့နော်ငရုတ်ဒီထပ်ပြီးတော့ထည့်ကြမလို့ဒီအဆက်နဲ့တော့ပြေဆုံးနေပြီပေါ့နော်ဆိုတော့ညီမဒီကောင်လေးကိုမွေလိုက်ပါမယ်မွေပြီးတော့ညီမစီပြန်တဲ့အထိထပ်တည်ထားလိုက်ပါမယ်
ကဲဒီအနေထားလေးကတော့စီလေးလည်းပြန်သွားပြီးအနက်လေးကလည်းမွေးမွေးလေးမစလာအနက်မွေးလေးနဲ့ပြီးတော့အရောင်လေးကလည်းလှလှလေးပေါ့နော်ဒီကမှပဲအရသာရှိရဲ့ချက်ကလက်ချက်လေးရပါပြီပေါ့နော်ဒီဟင်းရပေါ့နော်တယောက်နဲ့ချက်ပုံချက်နေတော့မတူဘူးပေါ့နော်ဒါကတော့ညီမတို့ငယ်ငယ်လေးကလေးကဒီလိုမျိုးချက်စားလာတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးကိုချက်ပြပေးရတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအရသာရှိရဲ့ဟင်းများကိုဖန်တီးနိုင်ကြပါစေရှင်တတား